မာပြီချစ်တဲ့အဖေအမေစီတာလွမ်းလူပြန်ခဲ့လာခြင်းဘာတော့မတူတဲ့တိုင်းတစ်ပါးရဲ့မှာရောက်နေပါတော့လေတာရဲ့စိတ်ကချစ်တော်အမိမြမပြီချစ်တဲ့အဖေအမေစီတာလွမ်းလူပြန်ခဲ့ခြင်းပါသည်မတူညီတဲ့ကွဲပြားမှုနဲ့တိုင်းတစ်ပါးအယမနေပြောသမျှသူတို့စကားတွေကောင်းကလေးငိမ်ကဖြစ်ဘဝအတွက်ကြုံတယ်လို့အလုပ်တွေရေရှားရမသားလေးလှုပ်ဆောင်နေမငိုပါနဲ့ချစ်တဲ့အဖေအမေကျွန်တော်တနေ့တော့ပြန်ခဲ့ပါမယ်ယုံကြည်စိတ်ရှာပေးပါနော်ညော်လင်းတော့ပန်းနိုင်စီရည်ရွယ်ချက်နဲ့သားလေးရောက်အောင်ခံယူချက်နဲ့ရှောင်နေသူချစ်တဲ့အဖေအမေရှိရာတာဝေးကပြန်ငယ်တော့မှာပါရောက်နေပါတော့လေတာရဲ့စိတ်ကချစ်တော်အမိမြမပြီချစ်တဲ့အဖေအမေစီတာလွမ်းလူပြန်ခဲ့ခြင်းပါသည်မတူညီတဲ့ကွဲပြားမှုနဲ့တိုင်းတစ်ပါးအယမနေပြောသမျှသူတို့စကားတွေကောင်းကလေးငိမ်ကဖြစ်ဘဝအတွက်ကြုံတယ်လို့အလုပ်တွေရေရှားရမသားလေးလှုပ်ဆောင်နေမငိုပါနဲ့ချစ်တဲ့အဖေအမေကျွန်တော်တနေ့တော့ပြန်ခဲ့ပါမယ်ယုံကြည်စိတ်ရှာပေးပါနော်ညော်လင်းတော့ပန်းနိုင်စီရည်ရွယ်ချက်နဲ့သားလေးရောက်အောင်ခံယူချက်နဲ့ရှောင်နေသူချစ်တဲ့အဖေအမေရှိရာတာအဝေးကပြန်ငယ်တော့မှာပါ